မမ်းမြေမှာလေးနေတာပညာစီဘူးခဲ့ရယုံလို့ပျော်ရွှင်စွာအပေါင်းအသင်းများနဲ့သာဘုရားကြီးနဲ့အိမ်တော်ရတနင်္ဂနွေနေ့တိုင်းစီမီကလူတာမမ်းမြေမှာလေးနေတာပညာစီဘူးခဲ့ရယုံလို့ပျော်ရွှင်စွာအပေါင်းအသင်းများနဲ့သာဘုရားကြီးနဲ့အိမ်တော်ရတနင်္ဂနွေနေ့တိုင်းစီမီကလူတာရေသွားဖွေးဖွေးကျုံတပေမှာကျူကင်းကပါရမန်းပီတာလူငယ်လူကြီးအလေရောက်လို့လာတာကြည့်ရှုစရာဆုံးစွာရွှေမန်းတောင်ကစီကားလုံးနေတာလေးနှစ်ပြည့်ခဲ့ရမြင်းလဲကလေးပေါ်မှာဘုရားကြီးပဲကိုထွက်ခဲ့ရတာကြောင်းကြီးကိုလေတခါနောက်ဆုံးအနေနဲ့ကိုကြည့်မိတယ်ကွာလက်ဆက်ခဲ့ပြီးမန်းတာနေယထာကြီးထွက်လို့ဒီမင်းလို့မရတဲ့မန်းမျိုးမဒီတရွေ့ရွေ့ထွက်သွားကိုပြန်သွားရပြီမမ်းမြေမှာလေးနေတာထိုအချိန်ကလေးများလွန်စရာပြောင်းအပိတ်အိမ်ပြန်ပါတထားကြီးတာမရပါတရွေ့ရွေ့နဲ့သူခေါ်လာကိုထာနေကလေးပြန်ခဲ့ရပြီကွာရေလွှာဖွေးဖွေးကျုံတပေမှာသူကလေးနဲ့ပြောစရာမန်းသီတာနေညိုချိန်ကလေးကြည်နူးခဲ့စေတခါမေမရနိုင်ပေတာရွှေမန်းလူလေးအလားလေးမျက်နာပါယထာကြီးအတင်းမောင်းလာအတွေ့ကလေးပြက်ပြီကွာမကျင်နာဘူးလားကိုကမေးလိုက်မှာတို့ဘဝကိုစာနာနောက်ဆုံးအနေနဲ့ချစ်ကလေးတွေ့ချင်တာနှဆက်ခဲ့ပြီးမန်းတာနေအဝေးကြီးဝေးသွားပြီမင်းလို့မရတဲ့မန်းပြူပတိလွှမ်းရသမျှတွေကိုစာရေးအောင်ကြီးမင်းလို့မရတဲ့မန်းပြူပတိသူရွေ့ရွေ့ထွက်ခွာကိုပြန်သွားရပြီ
လူစရာစေတနာမြင့်မြတ်လေးစားအပ်သောချစ်တော်ဆရာဖျားတရားတန်ခါမိဘနဲ့နိုင်တကိုင်းနေချာကလေးစားအပ်သောဆရာတပည့်များအပေါ်သာသမီများပမာအကျဉ်းသားတရားရှင်မထားတနာငယ်ညာအတက်ပြေညာမြတ်ဆရာသူလူဆရာစေတနာမြင့်မြတ်လေးစားအပ်သောချစ်တော်ဆရာဖျားတရားတန်ခါမိဘနဲ့နိုင်တကိုင်းနေချာကလေးစားအပ်သောဆရာတပည့်များအပေါ်သာသမီများပမာအကျဉ်းသားတရားရှင်မထားတနာငယ်ညာအတက်ပြေညာနေမာရင်ကြီးစင်တလေးရှူရာသူ့ဘဝကိုပင်သူမတွေ့တာအစစအရာရာခွင့်လို့ချင်းနဲ့ချစ်ချင်းမြတ်တာအလေးထားလေးစားပါတော့ဒီဆရာနေမာရင်ကြီးစင်ကြီးရှူရာသူ့ဘဝကိုပင်သူမတွေ့တာအစစအရာရာခွင့်လို့ချင်းနဲ့ချစ်ချင်းမြတ်တာအလေးထားလေးစားပါတော့မြတ်ဆရာငယ်စဉ်ခါဒီတလားအခရာတိချာခနာညတာတင်ကြကတစီခြင်းလားစေတနာမစီခြင်းတော့စေတနာရှင်မတိတိအိမ်မနေပဲတာဒုက္ခလေးပြအရေးရတော့လေစိတ်ထဲခြင်းရချော့တခါချော့တလေသိပ်ပဲဝိဇာပညာပေးတဲ့ဘယ်ဆရာမြတ်ဆရာစိတ်မာယူကျူရှိခုဘရောကအဆွေရကူတော့တဘောတဝင်စွာအနန္တတိုင်းဝင်အိုးကြည်စွာရှင်မြတ်ဆရာမြတ်တော်ဆရာမြတ်ဆရာမြတ်တော်ဆရာမြတ်ဆရာ
ကသိုလ်စီစိတ်မနေကငေါ်ပွင့်တွေခင်းနေလမ်းမှာရှုပ်ခဲ့ပါသည်ချစ်ဆုံးရဲ့အပြုံးရဲ့လေးတွေစိတ်ကြည်နူးစရာပြန်မြင်ရောက်နေသည်မုံကြီးမြေဝဝေးသည်အခုတော့လေသူမလာနိုင်မီဒီအချိန်ဆိုရင်ငယ်ချင်းဦးလေးလုံးမလားမဆုံးနိုင်ရတစ်ချိန်တော့ငါတက်ကတော်စီ မ
ကလေးမှမဝိုင်းတတ်သေးခင်ဆရာသခင်သူ့လက်ကလေးနဲ့မူးဘော်ကရွှေလာမင်းလိုဝိုင်းဝိုင်းဆက်ဆက်လက်ထပ်ထားတဲ့ဝါလုံးကလေးမှမဝိုင်းတတ်သေးခင်ဆရာသခင်သူ့လက်ကလေးနဲ့မူးဘော်ကရွှေလာမင်းလိုဝိုင်းဝိုင်းဆက်ဆက်လက်ထပ်ထားတဲ့ကာကြီးကဒီလိုွားလို့ဝိညိုအောင်ကအနန္တကြီးလူရှင်ပန်းအသွင်ပညာမလှသည်ဘူးဥယျာဉ်မူဘဝပြုပြင်ယူရအလားတွေဆုံးလင်းဆန်းဖြူလို့သွားတွေ့အော်ပရင်နေတော့လဲပချိုင်ကြီးအထင်သာနဲ့ယုံလိုက်တိုင်းလှတော့ချစ်တော်ရှင်လုံးကလေးမှမဝိုင်းတတ်သေးခင်ဆရာသခင်သူ့လက်ကလေးနဲ့မိုးဘော်ကရွှေလာမင်းလိုဝိုင်းဝိုင်းဆက်ဆက်လက်ထပ်ထားတဲ့ဘောဝလုံးကလေးမှမဝိုင်းတတ်သေးခင်ဆရာသခင်သူ့လက်ကလေးနဲ့မိုးဘော်ကရွှေလာမင်းလိုဝိုင်းဝိုင်းဆက်ဆက်လက်ထပ်ထားတဲ့ကာကြီးကဒီလိုွားလို့ဝိညိုအောင်ကအနန္တကြီးသူရှင်ပန်းအသွင်ပညာမလှသည်ဘူးဥယျာဉ်မူဘဝပြုပြင်ယူရအလှတွေဆုံးလင်းဆန်းဖြူလို့သွားတွေ့အော်ပရင်နေတော့လဲပချိုင်ကြီးအထင်မှနဲ့ယုံလိုက်တိုင်းလှလို့ချစ်တော်ရှင်ဆရာဆိုတာနာတုံးနာစေတနာမြင်နာဝရဏရဲ့ငါတင်ကြပြတာနှလုံးသားသူပါဆရာဆိုတာနာတုံးနာစေတနာမြင်နာဝရဏရဲ့ငါတင်ကြပြတာနှလုံးသားသူပါအတန်လေးတင်ပဲ့ပြန်ဆုံးမှာပါမချမ်းဘေးရန်စီကတင်ရအပူဆရာတို့ငါဗျာလက်စေဗျာထိတ်မှာမို့ကယူတင်ညွတ်ကျိုးရှိဖို့ကတော့ပါဤဆရာတငယ်ချင်းတို့မင်းတို့ငါတို့ငယ်ငယ်ဘဝလုံးကလေးကိုတောင်ဝိုင်းအောင်မရေးတတ်တဲ့အရွယ်မှာလက်ကလေးကိုကမ်းပြီးတော့တေချာကြနာနာသင်ပေးခဲ့ရတယ်မင်းတို့ငါတို့ရဲ့ဆရာကြီးဆရာမကြီးကကြီးကဆိုတာဟောဒီလိုကိုဟာဆိုဝိညွန့်နေအောင်ကပြီးတော့တရံလို့တရုတ်တူအောင်ငါတို့တွေကိုသင်ပေးခဲ့တဲ့တို့ဆရာကြီးဆရာမကြီးအခုဆိုကြည်စမ်းမောင်ကွာဆရာကဆောင်ဝမ်းလူခံတော့ပယေနေစီတွန့်လိုက်ပြီးအင်ပဒံအိုမင်းရရော်တဲ့အရွယ်ကိုရောက်လို့တောင်းနေကြပါဘောလားဒါပေမဲ့လေသူတို့ပြုစုတိုးထောင်ပေးခဲ့တဲ့မင်းတို့ငါတို့ပင်ရံမြင့်မှာဝုံဝုံကြွားကြွားလှပတင့်တယ်နေတဲ့သူတို့ရဲ့တပည့်ပန်းကလေးတွေကိုမြင်တဲ့အခါမှာပီတိပြုံးနဲ့ပြုံးနေကြတာအဖြစ်မချိုင်ကြီးတွေအထင်သားနဲ့ဘလောက်တောင်ကြည့်လို့လှလိုက်တယ်လေကွာတကယ်ချင်းတို့ကြည်စားမအောင်ကွာကြည်ကြစမ်းမအောင်ဆရာဆိုတာနာတုံးလားစေတနာမြင်နာဝရဏရဲ့ငါတင်ကြပြတာနှလုံးသားသူပါဆရာဆိုတာနာတုံးလားစေတနာမြင်နာဝရဏရဲ့ငါတင်ကြပြတာနှလုံးသားသူပါအတက်လေးတင်ပဲ့ပြန်ဆုံးမှာသိပ်ပါမချမ်းဘေးရန်စီကတင်ရအပူဆရာတို့ငါဗျာလက်စေဗျာထိတ်မှမိုးကယူ
ယိုသေးညွတ်ကြိုးရှိခိုးကတော့ပါဤဆရာယိုသေးညွတ်ကြိုးရှိခိုးကတော့ပါဤဆရာယိုသေးညွတ်ကြိုးရှိခိုးကတော့လိုက်ပါသည်ဆရာလုံးသားလာပါတော့ဆရာပညာသင်ကြားတပည့်များပေါ်ပြုပြင်ဆုံးမှာကောင်းသောအရာများသာညွှန်ကြားကရင်နိုင်ချရပါတော့ဆရာမလိမ္မာတဲ့တပည့်လိမ္မာအောင်လက်မရောက်အောင်ဥပမာတွေနဲ့ခိုင်နိုင်လို့ရှင်းပြတဲ့အနစ်နာခံကပေးဆက်ခဲ့တာဆရာနှလုံးသားလာပါတော့ဆရာပညာသင်ကြားတပည့်များပေါ်ပြုပြင်ဆုံးမှာကောင်းသောအရာများသာညွှန်ကြားကရင်နိုင်ချရပါတော့ဆရာမလိမ္မာတဲ့တပည့်လိမ္မာအောင်လက်မရောက်အောင်ဥပမာတွေနဲ့ခိုင်နိုင်လို့ရှင်းပြတဲ့အနစ်နာခံကပေးဆက်ခဲ့တာဆရာဝါဒနာအရင်ခံနောနာခံပေးကြတော့ဆရာတာတပည့်တွေကိုအရေးကြီးကြီးအမြဲကြည်ကပညာတိုးတက်ဖို့ကုညီကဆောင်ရွက်ပေးသူစိတ်ထားလေးလေးလာတဲ့ဆရာမစော်ကားနဲ့မပြစ်မှားပါနဲ့ဗျာဒီနေ့ဒီတိုင်ပဲဆရာဆိုတော့မြင့်မြတ်တဲ့ကုန်းဖျားနဲ့တကိုင်းနဲ့ပြကရိုးတဲ့ရှိခိုးဦးခိုင်ကနေ့စဉ်အမြဲစူးမိုက်သမျှတွေရဲ့ရှိခဲ့ရင်ခွင့်လို့ပေးပါတပည့်ပေါင်းများကဆရာမများကိုလေးစားယုံကြည်ဦးခိုင်လို့ကြောလိုက်ပါသည်ဆရာမတို့အပေါ်တပည့်တို့အမားများရှိခဲ့ရင်မလိမ္မာတာများရှိခဲ့ရင်တပည့်တို့ခွင့်လို့ပေးပါနော်ဒီတချင်းလေးနဲ့ဒီဆိုရင်ကာရဝပြုလိုက်ပါတယ်ဗျာနှလုံးသားလာပါတော့ဆရာပညာသင်ကြားတပည့်များပေါ်ပြုပြင်ဆုံးမှာကောင်းသောအရာများသာညွန်ကြားကရင်နိုင်ချရပါတော့ဆရာမလိမ္မာတဲ့တပည့်လိမ္မာကြပါရဲ့လေးစားစွာပန်ကြားလိုက်ပါလို့ရှင်
ရှင်ခမ်းနားစီစဉ်3ရက်စင်မီထွန်းကြီးပူဇော်ခြင်းနှင့်ခမ်းနားစီစဉ်4ရက်ကြောကျိုးဖြင့်ပူဇော်ကြောခြင်းတို့ဖြစ်ပါတယ်ရှင်ခမ်းနားစီစဉ်9ရက်ကြောငွေများ best အတီးတီးကပေးအပ်ခြင်းစီစဉ်ဖြစ်ပါတယ်ရှင်အခမ်းအနားစီစဉ်6ရက်စုပေးစကားပြောကြားပေးတဲ့အစီအစဉ်ဖြစ်ပါတယ်ရှင်ခမ်းအနားစီစဉ်9ရက်နာယကဆရာကြီးဦးထေမောင်မှဆုံးမဩဝါဒစကားပြောကြားပေးတဲ့အစီအစဉ်ဖြစ်ပါတယ်ရှင်ခမ်းအနားစီစဉ်8ရက်မန္တလေးတက္ကသိုလ်ဓာတုဝေဒဌာနမှပမောက္ခဌာနမှဒေါက်တာအေးမော်မှကျေးဇူးတင်စကားပြောကြားခြင်းအစီအစဉ်ဖြစ်ပါတယ်ရှင်ခမ်းနားစီစဉ်9ရက်ကျောင်းသားဟောင်းတို့မှကျေးဇူးတင်စကားပြောကြားခြင်းအစီအစဉ်ဖြစ်ပါတယ်ရှင်ခမ်းနားစီစဉ်10ရက်ကြောကန်ဆရာကြီးဆရာမကြီးများ၏ကြောလက်ဆောင်နှင့်နေ့လည်စာကိုသူဓမ္မမဏိဇောတတရဦးအောင်နိုင်ဆွေနှင့်အကမဟာတိသူဓမ္မသင်္ကြီးဒေါ်မြင့်မြင့်နွယ်တီရွှေစင်ရတနာရွှေဆိုင်မှ J-Fish တွင်ထည့်ခင်းတီခဲခမ်းပြီးစီစဉ်ဖြစ်ပါတယ်ရှင်ခမ်းနားစီစဉ်17ရက်အခမ်းအနားပြီးမြောက်ကြောင်းကြေညာခြင်းတို့ဖြစ်ပါတယ်ရှင်ခမ်းနားစီစဉ်1ရက်ခမ်းနားဖွင့်လှစ်ကြောင်းကြေညာခြင်းဖြစ်ပါတယ်ရှင်အာသရိယဘုဒ္ဓဝဲကိုကြောက်ရောက်ကြောက်ခံရသည့်ဆရာကြီးသမားကြီးများနှင့်ကျောင်းတော်သားများအောင်လေးသက်ပေးပါမယ်။ဆရာကြီးသမားကြီးများခင်ဗျာကျွန်တော်နာမည်ခေါ်ပြီးတော့ဒီသက်ပေးနေတာပါ။မကရည်တော်တော့လုံးဝရက်ပြရည်တော်တော့ကျောင်းသားများကိုပြန်ပြီးတော့လုပ်ဖက်ပြီးတော့လေးတော့ပန်းကြပါခင်ဗျာ။ခုခင်းနေတဲ့မှာနေရာယူထားတယ်။ဆရာကြီးများဘယ်ရင်မိတ်ဆက်ပေးပါမယ်။နံပါတ်1ခြေလုံးကနေမှာထိုင်နေတဲ့ပေါင်မောက်ကဆရာကြီးဦးသိန်းအောင်ဖြစ်ပါတယ်ခင်ဗျာ။ကျွေးဖြစ်ပါရဲ့ခင်ဗျာမြဲလေဟောဒီလိုတော့ဘာမောကဆရာကြီးဥသိမ်ဝင်းဖြစ်ပါရဲ့ခင်ဗျာဘာမောကတို့ဆရာကြီးထောက်တာမောင်ကျော်ဖြစ်ပါရဲ့ခင်ဗျာခရီးကဆရာကြီးဦးစင်မျိုးတက်ဖြစ်ပါရဲ့ခင်ဗျာဒုတိယကဒေဂါဘက်ကစားပြီးတော့မိတ်ဆက်ပြပါမယ်တရုတ်ပြဇာမာကြီးဒေါ်ရင်ကြီးခရီးကဆရာကြီးဦးစင်မောင်ဘာမောကဇာမာကြီးဒေါ်ခင်သက်ဆွေခရီးကဆရာကြီးဦးခင်မောင်ကြီးဘာမောကဇာမာကြီးဒေါ်စောဆွေဘာမောကဇာမာကြီးဒေါ်မမကြီးခရီးကဇာမာကြီးဒေါ်ညွန့်ဟာဘာမောကဇာမာကြီးဒေါ်တာမြင့်မြင့်နဲ့တရုတ်ပြဆရာကြီးဦးအောင်တဲ့ခရီးကဇာမာကြီးဒေါ်ပင်းကြီးကျော်ခရီးကဇာမာကြီးဒေါ်မြင့်ကြီးခ
ဘာသာဘာမောကဆရာမကြီးသမားကြီးဒုံမောကြီးဘာမောကဆရာမကြီးဒုံရင်းမြင့်သေးဘာမောကဆရာမကြီးဒေါက်တာဒေးတဲလွေဘာမောကဆရာမကြီးဒေါက်တာဒေါ်ခင်လာပဋိကဆရာမကြီးဒေါ်လာစန်းကြီးဘာသာဘာမောကဆရာကြီးဦးမောင်မောင်ဘာမောကဆရာမကြီးဒေါက်တာဒေါ်စန်းကျူဘာမောကဆရာမကြီးဒေါ်တန်းလွဲ့ကျွန်တော်တို့ဂရိကဆရာကြီးဦးတဲ့တော်ပြပါမယ်ခင်ဗျာဘယ်လိုမောကဆရာမကြီးဒေါ်လာအိုဘာမောကဆရာကြီးဦးတန်းစင်ရုံးတော်တို့ကြောင့်ကိုကြည့်ဆရာကြီးဦးတော်နဲ့ဘာမောကဆရာကြီးဒေါက်ကင်းနင်းလွင်ဘာမောကဆရာကြီးဒေါက်တာရင်ရင်မြဘာမောကဆရာကြီးဒေါက်တာဒေါ်အင်းမြင့်ဘယ်လိုဘာမောကဆရာကြီးဒေါက်တာဒေါ်ခင်ပြုံးမွေဘယ်လိုဘာမောကဆရာကြီးဦးချစ်တင်ဘယ်လိုဘာမောကဆရာကြီးဒေါက်တာရှင်သန်းမြင့်ဒီလိုပြဆရာကြီးဦးဝင်းလာဘာမောကဆရာကြီးဒေါ်တစ်တစ်အေးတတိကတော့ကိုတော်ဝင်မလာဘူးတဲ့ကိုတော်ဝင်ဘယ်လိုဘာမောကဆရာကြီးဒေါ်ကြီးကြီးတဲ့ခရီးကဆရာကြီးဒေါ်မေခိုင်ဦးဘယ်လိုဘာမောကဆရာကြီးဒေါ်ခင်အေးဘာမောကဆရာကြီးဒေါက်တာဒေါ်ခင်ဝင်းခရီးကဆရာကြီးဒေါ်တန်းတန်းအေးလက်ရှိတဲ့ဆရာကြီးသမားများကိုဒေါက်တာဒေါ်တန်းတန်းကြီးကဆက်လက်နောက်ကတိကဆရာမကြီးဒေါ်တင်တင်ရွှေပါရှင်နောက်ဒုတိယဗမောက္ခချုပ်ဆရာမကြီးဒေါက်တာဒေါ်တင်တင်ရွှေပါရှင်နောက်ဗမောက္ခဆရာမကြီးဒေါက်တာဒေါ်အိုးဘုံပါရှင်နောက်ရုပ်ပြဆရာမကြီးဒေါ်နီလာအေးပါရှင်နောက်ကတိကဆရာကြီးဦးစောဝင်းပါရှင်နောက်ဗမောက္ခဆရာမကြီးဒေါက်တာဒေါ်နီလာထွန်းပါရှင်ဒေါက်တာဦးတင်ထွန်းမြင့်ပါရှင်နောက်ဗမောက္ခဆရာမကြီးဒေါက်တာဆန်းဆန်းမြင့်ပါရှင်နောက်ဗမောက္ခဆရာမကြီးဒေါက်တာဒေါ်ခင်အေးတွေ့နေပါရှင်နောက်အထီးကဆရာမကြီးဒေါ်တန်းတန်းဆွေပါနောက်အထီးကဆရာမကြီးဒေါ်ညွန့်ညွန့်စင်ပါနောက်ကတိကဆရာမကြီးဒေါက်တာချိုလွင်ဦးပါအမောကဆရာမကြီးဒေါက်တာတန်းတန်းအေးပါရှင်အတိကဆရာကြီးဦးဝင်းမြင့်သိမ်းပါရှင်နောက်ကတိကဆရာမကြီးဒေါ်ဆန်းဆန်းမြပါနောက်အမောကဆရာမကြီးဒေါက်တာအေးအေးတောင်းပါရှင်နောက်အမောကဆရာမကြီးဒေါက်တာဒေါ်ထေးထေးဝင်းပါရှင်နောက်အမောကဆရာကြီးဒေါက်တာတန်းဝင်းပါနောက်ကတိကဆရာမကြီးဒေါ်စန္ဒာပါရှင်နောက်တစ်ယောက်ကဒုတိယဗမောက္ခချုပ်ဆရာမကြီးဒေါက်တာစိတ်စိတ်အောင်ပါရှင်နောက်ကတိကဆရာမကြီး
ဒေါ်ခင်လာကြည်ပါရှင်နောက်အမောင်ကဆရာမကြီးဒေါက်တာဒေါ်သန်းညွန့်ပါရှင်နောက်အမောင်ကဆရာမကြီးဒေါက်တာညိုညိုဝင်းပါရှင်နောက်အမောင်ကဆရာကြီးဒေါက်တာမောင်မောင်ဦးပါရှင်နောက်အမောင်ကဆရာမကြီးဒေါက်တာဒေါ်လင်းကြီးစိန်ပါရှင်နောက်ဆုံးကတော့ဒုတိယပေါမောင်ကကျောင်းဆရာမကြီးဒေါက်တာလွင်လွင်မြင့်ပါရှင်ဆက်လက်ပြီးရောကန်ဆရာကြီးဆရာမကြီးများအားမိတ်ဆက်ပေးသောဆရာကြီးဦးတင်ထွန်းနဲ့ဆရာမကြီးဒေါက်တာဆန်းဆက်ရီတို့အားထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။ခန္ဓာစီစဉ်3ရာစင်ပြီးထွန်းကြီးပူဇော်ခြင်းတို့ဖြစ်ပါတယ်ရှင်။စင်ပြီးထွန်းကြီးပူဇော်ရန်အတွက် batch အသီးသီးမှာကိုကြီးများကိုလေးစားစွာဖြင့်ဖိတ်ခေါ်ရပါတယ်ရှင်ပြီးစီးတဲ့နောက်မှာစီစဉ်လေးရကရောကျိုးဖြင့်ပူဇော်ကရောခြင်းဖြစ်ပါတယ်ရှင်။ကရောကျိုးတိုင်ပေးရန်ကိုကြီးကိုမျိုးကျော်အားဖိတ်ခေါ်အပ်ပါတယ်ရှင်။အာဝနွယ်ဝင်မေတ္တာရှင်ရဲ့ကျင်နာရစွာကရုဏာနဲ့ဒိမာဝုရာစေတနာဖြင့်တေချာကြက်မှတ်အတလဲပင်ပဲပြင်ဆုံးမသိပမချမ်းဘေးရန်စီကာတဲ့ရာရှိအပ်မြတ်ဆရာတို့ဤဂုံဤတော်ကိုအာစီယဟုနောအနန္တောဟု၎င်းဆရာမြတ်တို့ခင်ဗျာမအမယာတဏှာမယခုကာလတိလွယ်သည့်မာနမိုင်ဒေါသဖြင့်သုံးလီအပြစ်ရှိခဲ့တဲ့သောထိုအပြစ်မှလွတ်ပါစေကြောင်းဥညွတ်တောင်းမှန်ကရောရန်ဖြင့်ဆရာသခင်ဤများဖြစ်မွန်ထုံတီလာကိုပမာရီကိုပညာကုန်တို့ကိုအာယုံပြုကာကြီးညိုပါကြောင်းတရားလျက်တဲ့ဆေရလက်ဖြစ်အသက်ရှိစွာအနာမေယေဘေးရန်ကင်းကြောင်းကောင်းမှုမင်္ဂလာဖြစ်ပါစေဟုတောင်းစုဆိုလျက်ရိုသေမြတ်တို့လက်အုပ်မိုးကရှိခိုးပူဇော်ဖူးမြော်မှန်လျှော့ရောပါဤဆရာကြီးဆရာမကြီးတို့ခင်ဗျာရောကျိုးဖြင့်ပူဇော်ကရောပေးပါတော့ကိုကြီးကိုမျိုးကျော်အားထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။ဆက်လက်၍ခန္ဓာစီစဉ်9ရာကရောငွေများဘက်စီတီတီကပေးရမယ့်စီ
မှနားမထောင်နေတော့ကျွန်တော်ဒီစေကဗုဒ္ဓရှင်ပြည်ပြည်ပြည့်တဲ့စုကိုပဲဆရာပေးပါမယ်အိစီတံပတိတံတုံရှံခိပလေဝသမိတ်တိအိစီတံအလိုရှိရသောပတိတံတောင်းတအပ်သောဗရန်ကုလပေါင်းတို့ခိပလေဝပြင်းရန်သွားသားခြင်းသမိတ်တိပြည့်စုံကြပါစေလို့ဆုတောင်းရင်လုံးထုတ်ပါတယ်အားလုံးအခမ်းအနားမှုလုပ်လိုက်ဦးမယ်ခုနေရာလေးကိုယူပေးကြပါလို့စကားပြောရတာအရသာမရှိဘူးစူးညံနေနော်အရသာရှိပြောခြင်းတဲ့အတွက်ခုနေရာလေးကိုထိုင်ပေးကြပါလို့နော်ဒီများပြီးရင်ဌာနမှဌာနမှုနဲ့တကွမန္တလေးတက္ကသိုလ်ကျောင်းသူကျောင်းသားများကျွန်တော်တို့ရဲ့ချစ်စွာသောဓာတုပိဋကပိဋကစုကျောင်းသူကျောင်းသားများနော်အထူးသဖြင့်မလာပမဖတ်ကျူကြီးကြွတဲ့အတွက်လည်းဝမ်းသာကိုယူမိပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ဆရာကတော်ဝဲဟာဖြင့်ရှစ်ကြိမ်မြောက်ရှိတော်လည်းပဲဒါဟာခန္ဓာဆုံးအကြီးကျယ်ဆုံးဆရာကတော်ဝဲလို့သတ်မှတ်လို့ရပါတယ်။ဘာလဲလဲဆိုရင်ဒီဆရာကတော်ဝဲဟာနှစ်တရာနဲ့လည်းပဲเนาะတိုက်ဆိုင်နေတဲ့အတွက်အားလုံးကစိတ်ဝင်စားကြလို့ဆရာတို့ဓာတုပိရမိသားစုလည်းပဲတိုင်းတိုင်းဝန်းဝန်းနဲ့လာရောက်ကြတာတွေ့ရပါတယ်။အဲ့တော့အားလုံးပဲဝမ်းသာပီတိဖြစ်မိပါတယ်။ဒီဆရာတော်ဝဲကြီးဖြစ်ဖို့ရအတွက်ဆရာတို့နှစ်လကျော်လောက်လုံမှန်ပေးကြပါလေအဲ့တော့စီဝိရိလည်းတလားနှစ်ကြိမ်တစ်ကြိမ်အဲ့လိုပေါ်ပြီးတော့လုပ်ခဲ့ကြပါလေအဲ့တော့အစတော့ဆရာတို့ကဒီဆရာတော်ဝဲဟာเนาะငရင်ပြီးတဲ့အတွက်အလူငွေရပါမလားဆိုပြီးတော့အားလုံးစိုးရင်ဒီကြီးနဲ့လုပ်ခဲ့တာပါသို့တော်လည်းနောက်ဆုံးကြတော့ဓာတုဗိဒရဲ့စီယုံမှုဒီဖေတော့မှနောက်မကြဘူးဆိုတာဆရာသိရတယ်အဲ့တော့ပြီးခဲ့တဲ့နှစ်ဒီမှာလည်းပဲဒီလိုပဲဟုတ်လားအင်းအားနေလိမ့်မယ်ထင်တော်လည်းပဲတကယ်နောက်ဆုံးကြတော့အင်းအားအပြည့်နေပဲပြောကြရပါတယ်ဟောဒီနှစ်ကတော့ပူပြီးတော့အင်းအားပြည့်ပါတယ်ဘာကြောင့်လဲဆိုရင်ဟုတ်လားနှစ်တရားပြည့်တဲ့အတွက်ဟုတ်လားဆရာကြီးဆရာမကြီးတွေအတွက်ဓာတုပိဋကမိသားစုလုံမှန်မှုကြောင့်ထိုက်တန်တန်နဲ့ကြောခဲ့ကြပါတယ်အဲ့ဒီတည်းလည်းပဲဖြစ်မြောက်ဖို့ရာဆိုတာတဲ့နေ့တရားမှာကျွန်တော်တို့ကြုံတော့ကြုံနေတွေ့ရတာပါခုတကယ်ချင်းတွေလည်းအချင်းချင်းတွေ့ရတယ်ဓာတ်ပုံတွေလည်းရိုက်ကြတယ်ဆယ်ကြီးတွေလည်းဆွဲကြတယ်အမျိုးမျိုးလုပ်ကြတယ်ဒါဟာရတာပါပဲဒီလိုရတာမျိုးဟာဘယ်တော့ဖြစ်တော့ဘူးဘာလို့ဆိုတော့ခုဟာကနေစုံကလာကြတယ်ဟုတ်လားမမြင်ဘူးတဲ့တပည့်တွေကိုမတွေ့ဘူးတဲ့တပည့်တွေဒါကြောင့်မတွေ့ဘူးဆိုတာကကျောင်းသားဘဝမှာယခုချိန်ကြီးခုမှတွေ့ရတယ်အများကြီးတွေ့ရတယ်အဲ့ဒီအတွက်လည်းဟိုအားလုံးဆရာကိုဆရာမများကိုစားဘာမှမပါဘူးတည်အောင်လုပ်ပါနေ့တရားဝဲမှာဥဆောင်ဦးရဲ့ပြုနေတာကဆရာကနိုင်ကပါပြီးရင်ဘုဒ္ဓထကဒေါက်တာတီတာဝင်းဆရာမကြီးချိုရောပါနော်အဲ့တော့ဥဆိုးရင်အတွင်းမှုပါတော့တကယ်နေရာတွေမှာဓာတုပိဋကပဲဥဆောင်နေတဲ့အတွက်ဒါလည်းပဲကိုယ်ဆရာကောင်းပါလေလို့ကျွန်တော်အနေနဲ့ပြောကြားလိုပါတယ်ဒါဓာတုပိဋကရဲ့ထူးခြားမှုတွေလှုပ်ဆောင်မှုတွေကိုပြောရခြင်းဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျင်းပတဲ့ပွဲတွေစကားရှိပြောရင်မရဘူးလူပြောမှတော့ကြတာအဲ့ဒါဆရာဦးတင်ကစုပြီးသိကောင်းတယ်ဒါလေးပဲပြီးသွားပြီအဲ့လိုလေးဖြစ်တဲ့တယ်နော်ဆရာလည်းပဲစကားသိမပြောပါဘူးနည်းနည်းလေးပဲပြောလာပါသူဟာနော်အဲ့တော့ကျေးဇူးတင်တဲ့မှာဒီခမ်းမကြီးကိုအများအားကျွန်တော်တို့စပွန်ဆာပေးနေတဲ့မတန်တန်းဆွေပေါ့သူကတော့တကယ်တော့တန်တန်းဆွေသူကတော့ဒီဘက်ဆိုတော့မတန်တန်းဆွေပြောရမယ်ဒီကနေ့ကျေးဇူးတင်ပါတယ်ဒါလည်းမဟုတ်ပါဘူးနေ့တရားဝဲလုံတိုင်းအစီအဝေးရှိချိန်9ချိန်တော့ mass meeting ဒီမှာလုပ်တယ်အဲဒီမှာလည်းပဲဘာဖြစ်နေအကူကြီးပေးတဲ့အတွက်လည်းပဲကျေးဇူးတင်တယ်ဒါပြည့်စုံလုပ်တဲ့
ကိုအောင်နဲ့အဖွဲကိုလည်းဟလာအားလုံးကျေးဇူးတင်ပါတယ်လို့နော်ပြီးရင်ဒီနေ့မနေ့အဝင်ကားနဲ့တက်ခါနဲ့ကိုမျိုးတော်တို့ဖွဲ့ကိုလည်းကျေးဇူးတင်ပါတယ်ပြီးရင်အစတရရဒီဝဲဖြစ်မြောက်အောင်ကူညီပေးခဲ့တဲ့ကျွန်တော်တို့ရဲ့ဌာနပါမောက္ခဌာနမှုနဲ့တကွဝဲပါမောက္ခများဆရာဆရာမများကိုလည်းဒီဝဲကြီးဖြစ်မြောက်အောင်အင်မတန်ပင်ပန်းခံကူညီကြပါတယ်အစည်းအဝေးဆိုရင်ကိုတို့စဆုံးစီစီပြီးလုပ်ပေးပါတယ်တော့ဝေဆိုရင်လည်းဗာဖြစ်နေပေါင်းခံပေးပါတယ်ကိုတို့အဲ့တော့ဆရာတို့လည်းအားပေးကြတယ်ပြောထားတယ်အစည်းအဝေးမှာကောက်ခံမှုအများဆုံးရတဲ့လူကိုစုချမယ်လို့ပြောထားတယ်အဲဒီလည်းပဲတချို့ကတော့အားလုံးမြင်တဲ့ကောက်ခံတဲ့အတွက်ဒါကြောင့်ဟို sorry နေ့လည်စာဆရာဆရာမကြီးများကိုလည်းပဲတိတိရွှေချင်းဆွေတိုင်းရွှေဘဲမှာဒီနေ့လည်စာဆရာမကြီးတို့ဆရာဆရာမကြီးတို့အခါမှာလေအဲ့တော့ဆရာဆရာမကြီးများဒီကပြီးရင်လည်းကသုံးပြည့်စင်းနေပါတယ်ခင်ဗျာအဲ့ဒီကနေပြီးတော့ရွှေဘဲကိုတက်တိုက်ကြွမှာဖြစ်ပါလေအမင်းနဲ့ရချင်းလူများကြီးတင်ပါလေမိဘတိကမှာနော်အများကြီးလည်းကူကြောက်ပါလေတော့ဒီတဲ့လူထားတဲ့လူလည်းပဲဒီဝါတူတဲ့ဥမာပါလို့ပြောကြလို့ပါလေအဲ့တော့ဆရာအနေနဲ့တော့ဒီထူးထူးတော့ပြောကြမရှိထင်ပါလေအထူးသဖြင့်တော့စမကျင်တာကကြောကဆရာကြီးဆရာမကြီးများဟိုကျောင်းမကြောတဲ့ဒီကြောမီကျောင်းမမဟုတ်ပါဘူးဆရာတို့ကျောင်းသူကျောင်းသားဟောင်းများနဲ့မြို့မြို့ကများကြောတဲ့ဝီ9သိန်းနဲ့ဘောဝါရစောက်တူဒီမှာတက်နေတဲ့ဆဲဆဲမင်းများတကယ်လို့ကိုစားယူခြင်းနဲ့ဆိုရင်ယူမယ်ဆိုရင်လည်းယူသွားလို့ရပါတယ်။ဘာမှကဌာနမှုဌာနမှာတောင်းယူပြီးတော့ထုတ်ပေးမှဖြစ်ပါတယ်။အဲ့တော့ဒါတွေပဲလည်းဆရာတို့ကပြီးရင်ဒါရဲ့ဌာနပို့ပါမှာဖြစ်ပါတယ်။ဒီလိုဆရာတို့ဆရာမတို့ယူသွားမယ်ဆိုရင်လည်းပေးလို့ရအတွက်ရှင်းရှိပါတယ်။အဲ့ဒါလေးကြုံရရင်လည်းဆရာကြီးဆရာမတို့ကိုယ်နေမှာရှိတဲ့ဆရာမတို့ယူဖို့အတွက်ယူသွားပါလို့ကျွန်တော်နေတော့အခုကျတောင်းမှာပါတယ်။အဲကြောင့်အစစအရာရာနော်ဆောင်ရွက်ကြတဲ့တောင်းသူကြောင့်သာဟောင်းများကိုလည်းကျောင်းသူကြောင့်များကိုလည်းကျေးဇူးတင်တယ်။ဆရာဆရာမကြီးများလည်းကျေးဇူးတင်တယ်။အားလုံးကိုလည်းကျေးဇူးတင်တဲ့သူများကိုကျေးဇူးတင်ရင်ဒီလိုကြွားပါလေအားလုံးကျေးဇူးတင်ပါခင်ဗျာ။ပါလေဒီနောက်ဆုံးအနားယူတဲ့အချိန်ခါမှာရှိတဲ့ယာရုနဲ့မိတ်ဆက်ပေးတာဖြစ်ပါတယ်။ဆိုတော့ဆရာတို့ကအနားမယူဘဲနဲ့ဆက်လက်ပြီးတော့တာဝန်ထမ်းဆောင်တဲ့အတွက်ကြောင့်ဆရာပမောက္ခချုပ်ဒီလိုဖြစ်တာ။ပြောမယ်ဆိုလို့ရှိရင် chemistry မှာကျွန်တော်တို့ရဲ့ senior ဖြစ်တဲ့ဦးစိန်ဝင်းပေါ့။ဦးစိန်ဝင်းဆို chemistry ဆရာတို့ကဲလို့တော်တာပဲ။ဆရာတို့တဲ့တော်တယ်။သူလည်း honors မှာ2A ထွက်တယ်ဆရာလည်း honors မှာ2A ထွက်သို့တော့ဆရာကအခွင့်အရေးတစ်ခုရသွားတယ်ဆရာကြီးဦးစိန်ဝင်းကရသို့တော့နိုင်ငံခြားသွားလို့ရှိရင်ဆရာကြီးဦးစိန်ဝင်းကလည်း PhD ရဒီလိုပြောတာဆိုတော့လာယူတဲ့အခါမှာတော့ဆရာကြီးဦးစိန်ဝင်းကပါမောက္ခပေါ့နော်ဒီဘက်မှာစောစောမိတ်ဆက်တဲ့အဲမှာကျွန်တော်တို့ဆရာဦးတမောင်ပေါ့ရောက်တယ်မောင်ကြတော့များလည်းပြီသူနားယူတဲ့အချိန်ကတော့ခတိကတော့ဆက်လက်ပြီးတော့သူလုပ်မယ်ဆိုလို့ရှိရင်ဆရာဦးတင်မောင်လည်းပြီးဒီရတယ်ဆရာဦးတင်မောင်ဒီလည်းပမောက္ခတို့ဖြစ်နိုင်တယ်ဒီလိုသဘောပေါ့နော်ကျွန်တော်တို့စိတ်ပဲရှိတယ်မရင်ကြည့်မိုင်းတော့သူအနားယူတဲ့အခါမှာတရုတ်ပြဆိုတော့မိတ်ဆက်ပေးတဲ့အခါမှာမိုင်းကြီးကတရုတ်ပြအနေနဲ့ပဲမိတ်ဆက်ပေးတာဖြစ်ပါတယ်ပညာအရေးချင်းတွေကတော့တော်တယ်လို့ဒီလိုရှင်းလင်းအောင်ဆရာပြောတာဖြစ်ပါတယ်အလားတူပဲဆရာတင်ခဲ့တဲ့ဒီမနောက်ကဦးသိန်းအောင်ဆိုတာရှိတယ်ဦးသိန်းအောင်ကသူ့ရဲ့နောက်ဆုံးနှစ်မှာဆရာ physical chemistry ကိုသင် student နော်ဒီလိုတိတ်ပဲပြောတာဒါလေးလည်းရှင်းသွားအောင်ပေါ့နော်ကျွန်တော်မိတ်ဆက်ပေးတဲ့အခါမှာဆရာကဒီလိုမှမိတ်ဆက်ပေးတဲ့တချို့ကတရုတ်ပြတယ်မိတ်ဆက်ပေးတယ်ဒီပဲဖြစ်တယ်လို့ဒီလိုပြောတာဖြစ်ပါတယ်အဲဒါကြောင့်မို့လို့ဆရာလေးကိုအကြောင်းပြုပြီးတော့ဒီနေ့ကြောလာဖြစ်ပါတယ်ဆရာကိုကြောလာဖြစ်ပါတယ်
ယာရုကိုကရော့ဖြစ်ဆရာရှင်းပြီးတော့ပြောပြတယ်ဘောဖြစ်အဲကြောင့်စောစောကဒီလားစေဘဝနဲ့ပြောတာသာသနာဝန်ထမ်းအနေနဲ့ကရော့ကပေါ့ဆိုတော့ဆရာအနေနဲ့ကရော့တာပြဆရာရဲ့ဒီစုဘယ်လောက်ထိအောင်ရှိတယ်ဆိုတာအတိအမှပြုပြီးတော့ကာယကံမြောက်ရှ िख ိုးဦးတဲ့ကရော့တာဖြစ်သာသနာပေါင်းနေတဲ့ရှ िख ိုးပြင်တာမဟုတ်ဘူးလို့ပြောလို့ဖြစ်ပါတယ်အဲ့တော့ဒီဆရာများကိုကမ္ဘာအရာရကတော့အင်းလေးကိုပြောရလို့ရှိတာကမှစတာမီတာကူတာအပါရှင်ဒီနေ့စပါပြုလုပ်တဲ့အခမ်းအနားကတော့ဒါရီကိုထိတ်တဲ့ဒါရီဒေတာမီတာစီရဲ့အထက်အကြီးကအာဆီယံဘူတော်ရဲ့ခမ်းနားပဲဖြစ်ပါတယ်ကျမကတော့မန်နီတက်ကူစာလူလာဌာနမှာစမခဌာနကိုဒေါက်တာအေးမှုဖြစ်ပါတယ်ရှင်ဒေတာဆရာကြီးဆရာမကြီးများအာဆီယံဘူတော်ဝင်များကျင်းပဖြစ်အောင်စတဲ့ဥစားပေးခဲ့ပါတော့ဆရာကြီးဒီမှာရောဆရာကြီးပြည်မောင်ကျွေးနဲ့ဆရာကြီးပြည်ဆုံးဆရာကြီးကုမောင်ကြီးနဲ့ဆရာမကြီးဒေါက်တာပြည်လေးဆရာမကြီးဒေါက်တာမြင့်တဲ့ပါကျေးဇူးတင်ရှိပါတယ်ရှင်။ဒါအပြင်ရက်ဆရာမန်လေးတက်ကိုရောက်ခါဆောင်ပါရဲ့ကျမအနေနဲ့ဒီရာပြည့်တပည့်ပွဲကြီးမှာစစ်တွေရမယ့်ပွဲတွေနဲ့အာဆီယံပူဇော်တဲ့ခမ်းနားတွေကိုဝိုင်းဝန်းဆောင်ရွက်တဲ့အခါမှာဒီတက်ကတူနဲ့အစိမ်းဖြစ်နေတဲ့အတွက်ကျမကစုနေကြမှုရှိခဲ့ပါတယ်။ဒါပေမဲ့လည်းဥဆောင်ကျင်းပစီစဉ်ပါလို့ဆရာကြီးဆရာမကြီးများနဲ့ဒီကျောင်းသားဟောင်းဒီကောင်မများရဲ့စီစဉ်လုံးလုံးနဲ့ဝိုင်းဝန်းပြီးတော့စီစဉ်လုံးလုံးဆောင်ရွက်ပေးခဲ့တဲ့အတွက်ကျမတို့ရဲ့ဌာနတွေဌာနဟာမန္တလေးတက်ကိုရဲ့ဌာနများအလယ်မှာအလုံးလုံးနဲ့တန်းထွန်းနေပါတယ်။ဘာမှလူတွေလေးမရှိတာကိုပြရဆိုရင်အကုန်လုံးနောက်ကပံ့ပိုးပြီးသားဖြစ်နေတဲ့အတွက်လည်းဒီကောင်မများအားလုံးဒီကပါဆရာကြီးဆရာမကြီးကတဲ့ဒီတဲ့ကိုဒီထိုင်ပြီးစာရေးပါများတော့သူတို့ပြီးတော့ခန္ဓာများစိတ်ပါဆိုင်လေးတော့ညာတဲ့တဲ့ရဲ့အမှတ်ထိုင်ချိန်လေးများကိုရတဲ့တဲ့ဆရာတော်ဝဲစတဲ့ဒီချိန်အားဆရာတို့ကမှအချိန်ကြီးဘာလို့ဒီဘက်ကိုတရားပေးကြတာတော့သူတရားချင်းစီတာနဲ့ကျေးဇူးတင်ရှိတာကြောင့်လေးစားကြပြောဆိုချင်ပါတယ်ရှင်။ဒီညမှာလေကျမတို့ရဲ့ရက်စရာမျိုးတော့ပူဇော်ပေးများကိုဒီနေ့တဲ့လို့စီစီလုံးလုံးညီညွတ်ဖြစ်ခန်းခန်းလာဆောင်ရွက်သွားကြပါလိမ့်မယ်။ဖြစ်ပါတော့ကြောင့်ဆရာကြီးဆရာမကြီးများအနေနဲ့လည်းတပည့်သားသမီးများရဲ့ရက်စရာပူဇော်ပေးများကိုကြောက်ရောက်ချီးမြှောက်လာကြရဲ့အတွက်ဆရာမအသက်ရှင်ပြီးစိတ်ချမ်းသာကြပါစေကြောင်းဒီကောင်တော်ကာဝါလူကဒေတာပူကဆရာကြီးဆရာမကြီးပြောကြပြတာတော့ဘောကဌာနကိုတော်တော်ရေးကျေးဇူးတင်ရှိပါတယ်ရှင်။စီစဉ်ဖို့ရကျောင်းသားဟောင်းတို့ကကျေးဇူးတင်စကားပြောကြရေးစီစဉ်ဖြစ်ပါတယ်။ကိုကြီးကိုကြီးကျောင်းကျေးဇူးတင်စကားပြောကြရေးပါရင်လေးစားစွာဖိတ်ကြားပါတယ်ရှင်။ဆောရဆေရာ2020နဲ့နာမိုင်းတော်တဲ့ဆေးခေါ်ရဟိစေပါအချိန်ကာလများမှာကျင်းပါတယ်။မန္တလေးတက်လို့ရာပြည့်စုံရဲ့ထိပ်ပါ။ဘာလို့ဒီလားဒီသားစုရဲ့အာထမကြီးဘာလို့လဲကောင်းကောင်းမှုဖောင်းရရဲ့အာဆီယဘူတော်ဝဲအခါနာကိုကြွားရောက်ချင်းမြတ်တဲ့ရောက်ကြတဲ့ဘောကဆရာကြီးဆရာမကြီးညာနဲ့ဘာလို့လဲကျောင်းသားကျောင်းသူဟောင်းများမန္တလေးနဲ့တော့မှာဘာလို့လဲဘာသာရကိုဒီခန္ဓာမှာတည့်ရောက်နေတော့လေသင်ကြားပေးခဲ့တဲ့ဆရာဆရာမများဘာလို့လဲဘာသာရကိုတည့်ရောက်သင်ကြားခဲ့တဲ့ကျောင်းသားကျောင်းသူဟောင်းများဘာလို့လဲအာဆီယံဘူတော်ဝဲကိုမတည့်ရောက်နိုင်တော့လေအလူငယ်ထက်ဝင်ပေးတဲ့ကျောင်းသားကျောင်းသူဟောင်းများကိုဘာလို့လဲကျောင်းသားကျောင်းသူဟောင်းများရဲ့ကိုစားကျွန်တော်ကနေပြီးတော့မင်္ဂလာပါလို့မိဖို့လို့ခေါ်ဆက်တာပါတယ်ကျွန်တော်ကတော့87ပြန်စီလေးရလေးခွန်တက်နဲ့ဘာလို့လဲဘာသာကိုတယောက်တင်ကြခဲ့တဲ့ကျောင်းသားဟောင်းဘူဝင်းဖြစ်ပါတယ်
အဲ့တော့ကျွန်တော်မြစ်တိုင်ခါရတာကတော့ဒီခါနာမှာကျွန်တော်တို့ဒီခါမှာပဲဟိုတယ်မျိုးခါမှာတွေ့ဒီဆရာကြီးဆရာမကြီးတွေကိုဘောဆိုပြီးတော့ကျွန်တော်တို့ဝေးလာတဲ့အချိန်ကစပြီးကျွန်တော်တို့ဟာဘိုးဝဲဆိုတော့ကျွန်တော်ဒီခါမှာဒီဘက်ကဘိုးဝဲတဲ့ဒီခါမှာတွေ့မှုရောက်လာတဲ့အချိန်တည်းဘိုးဝဲနဲ့မတူတော့ပါဘူးကျွန်တော်တို့ကတာနာရဖြစ်တော့နော်ဘာလို့ကဒီရဲ့အစင်းပြနေပြီးပါရပြောမယ်ဆိုရင်ဒါပထမစတုံးကြောင့်ကာမတိစေလာဖြစ်ဆိုရှိပါတော့ကိုယ့်ရဲ့တင်ကြပေးတဲ့ဒါသူကဆရာဆရာမတွေကိုဒူးထောက်ပြီးတော့ဘယ်နဲ့ကြာနဲ့တက်ပြီးတော့စေလာတာမယောကနာတော့တာတော့လာတဲ့ဆိုင်ယူပါတော့ကာမတိစေလာဖြစ်ဆိုဒါကျွန်တော်ရဲ့ဒီအခုပုံမှန်လေးဒီပါလေးတာနာတွေဖြစ်တော့ကာပြိုးရေးတွေပေါ့နော်အကောင်းဆုံးချိန်ခါဖြစ်နေတယ်ဘူဘုံကိုဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကျေးဇူးအနေနဲ့တော့ကျွန်တော်ဘာလို့ပြောရမလဲဆိုလို့ရှိရင်တော်လာတာနာပြီးဆရာတော်ဘုရားကြီးခေါ်ကြတော်မူခဲ့လက်ချဂါရာများရဲ့ဂါရာလေးဘုတ်တွေကျွန်တော်ပြောပြပြီးတော့အဲ့ဒီပဲလေးတော့ဒီနေ့လေးအဲ့တော့အဲ့ဒီဂါရာလေးကျွန်တော်တို့နဲ့သက်ဆိုင်ပါတယ်လက်တွေကတော့ချစ်လဲဆိုရင်ဒီဂါရာလေးကိုကြားရင်လို့နားရင်လို့အဲ့ဒီဘောရိသာရာဆိုရင်ပုဂ္ဂိုလ်ကနေပြီးတော့ငေါင်းနေဆောင်တဲ့ကိုသူကဆရာဆိုပြီးတော့သူကရှင်ပြေတရားလေးကိုတော့ဘူတော်ဘရောမဲ့ချိန်မှာငေါင်းနေဆောင်တဲ့ကြီးကနေပြီးတော့အဲ့တော့ဘောရိသာရာကိုပြောဆိုဆုံးမတယ်တော့တိုင်နေပါတယ်တိုင်နေတယ်ဆရာကြာညာတော့လားအဲ့တော့လောကဘာသာတမင်းကြီးရတယ်ဒီဘောရိသူတက်ခဲ့သူဆရာတော့မရှိတယ်ဆိုတော့အမှန်တော့အဲ့သူဆရာရုပ်ပါတယ်ကျွန်တော်ရုပ်ပါဘူးတော့ဂါရာလေးကိုနာကြတယ်လို့ပဲဖြစ်ပါတယ်ဆရာတော်ကြီးကတော့ဟောဒီလက်တွေပြောလဲဆိုရင်သဗ္ဗိပဝေဒယံဒီနမစတွေပထဝီဇတွေပဋ္ဌာန်းသမုဒ္ဒရာလူတွေတော်ရမေဒုရဒရာဝါတာတေသတော်မောအတ္တေသရာဂါရာရဲ့အိဗေအတေရိကသဗ္ဗိပဝေဒယံဒီနမစတွေပထဝီဇတွေပဋ္ဌာန်းသမုဒ္ဒရာလူတွေတော်ရမေဒုရဒရာဝါတာတေသတော်မောအတ္တေသရာဂါရာရဲ့အိဗေအတေရိကလာတဲ့ဓာတုဝိရာဆရာမတွေတဲ့တွေကညနေတည်းအခါခွင့်ကြုံလို့အတွင်းမှာရှိတဲ့သူတွေဟာဘေးအန္တရာယ်တွေကိုတားဆီးကာကွယ်နေပြီးတော့ချမ်းသာကြီးပွားခြင်းကိုကေမဆောက်ရှောက်နိုင်ပါပြီဒါကာရဏမတည့်ရဲ့နေပြီးတော့အဲ့လိုမှဆိုစီဝါရေးလုပ်ငန်းရှင်တွေသက်ဆိုင်တဲ့အဖွဲ့အစည်းတွေဒါကောင်းပါဆိုတော့ကောင်းပွဲတွေပေါ့တော့ဒုက္ခရောက်အောင်မဆောင်ရပေးနိုင်ဘူးတဲ့လုံးမပေးနိုင်ပါဘူးအဲ့ဒီမှာကျွန်တော်တို့တတ်တပါထိုးရောက်တော့တောင်းရည်ပြီးတော့ဒီလိုခါဖွင့်ကြောက်တော့ပြစ်ဆုံးနိုင်တယောက်နဲ့တယောက်တန်ထောင်ပေးဆိုကြရဒီခုနကဆရာကြီးဆရာကြီးတို့ပြောတာလို့နော်လောရင်ထပ်ပြီးလို့ရမယ်အဲ့လိုလုံးလို့ရှိရင်ထပ်ပြီးတော့ဒီဘေးအန္တရာယ်မကြောက်နေတာမဟုတ်ချမ်းသာဒုက္ခတွေမဟုတ်ဘူးမော်ရီပရိယာဘုရားတရားဆိုတဲ့ဒိဋ္ဌိကိုရောက်နိုင်တယ်နောက်တစ်ခုကဒီဟောပြောပွဲမှာခုဆရာကြီးတွေပေါ်လို့ပြောပါတယ်ဒါကျွန်တော်တို့အထောက်အပံ့ကြောရတာအနည်းတရားပါဒါတစ်ချိန်ဝိနေမော်ရီတွေအဲ့တော့အဲ့လိုဆရာကြီးဆရာကြီးဦးတွေပေါ်လို့ဆရာကြီးတွေပြောတာလို့ဘောကတော်တော်ရေးမြဲလို့ဒီဘောကထာနာမူကြီးကိုပြောတဲ့စကားတိုင်းနော်ဟောပြောဆရာကြီးတွေပေါ်လို့ဆရာကြီးတွေပြောတာနော်ဆရာကြီးဘိစပြည့်ဆရာကြီးဘောကတော်ရေးမြဲဘောကတော်တော်ထာနာမူကြီးရဲ့စကားတိုင်းအဲ့တော့ဝါချပါတယ်အဲ့လို ကြောင်းကျင်းကြရပါတယ်ရှင်ရောဆရာကြီးဆရာမကြီးများအားနေ့ရက်ဆောင်ကိုသူတပမဏိသောတာကလာဝအောင်နိုင်စေအတ္တမဟာသီသုနာ
ရာတို့ရဲ့ကြီးမားစေတနာရှင်တဲ့မျက်စိစင်နေတာများရဲ့မြတ်သောစေတနာမုံမြတ်တဲ့စိတ်ထားကိုကြုံမငယ်လူသားပန်းပြောတော်သူလက်တစုံကတပည့်များပေါ်တွေ့လာစွာတူနိုင်မဲ့ချစ်ချင်းတရားတွေခိုင်မာဆရာတို့ရဲ့ဖြူစင်မြတ်တာဆရာတို့ရဲ့ကြီးမားစေတနာရှင်တဲ့မျက်စိစင်နေတာ